မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားတွေကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့စလင်းမြို့နယ်ဂွေးကုန်းကျေးရွာရှိဘုံတော်ကြီးကျောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်တစ်ပါးနဲ့ဒေသခံပြည်သူနှုတ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းမဟုတ်မမှန်သတင်းသူသတင်းမှားတွေရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်ဂွေးကုန်းကျေးရွာရှိဘုံတော်ကြီးကျောင်းကိုအခုလ24ရက်နေ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်တစ်ပါးနဲ့ဒေသခံပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်သတင်းသူသတင်းမှားတွေကိုရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးပြစ်မှတ်မဟုတ်တဲ့ပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်မှုကိုမလိုလားတဲ့ဒေသခံပြည်သူတွေရဲ့သတင်းပေးပို့မှုအရအကြမ်းဖက်သမားတွေအမှန်တကယ်နေထိုင်ကြောင်းစစ်အတည်ပြုပြီးမှသာနေမြေလုံခြုံရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။အကြမ်းဖက်သမားတွေကသာသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့ရက်ကွက်ကြေးရွာတွေကိုသူတို့အပေါ်အကြောင်းတရားလွှမ်းမိုးအောင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဒရုန်းတွေနဲ့ဘုံကျဲတာတွေဆောင်ရွက်လျက်ရှိပါတယ်။အဲ့ဒီသတင်းဟာပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူလူထုကအထင်မြင်လွဲမှာအောင်လူမှုကွန်ရက်ကနေတဆင့်အခြေမြင့်မရှိတဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီးသတင်းအမှားတွေနဲ့လောက်ကျန်ရေးသားဝါဒဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တစ်ပုဒ်အနေနဲ့မအူပေမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဆောင်ဖို့အတွက်အထမဖမ်းဆီးနေတယ်လို့သတင်းတူသတင်းမှားတွေကိုမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။အေရယူတိုင်းဒေသကြီးမအူပေမြို့နယ်မှာပြည်သူစစ်မှုထမ်းဆောင်ဖို့အတွက်လူငယ်တွေကိုအထမဖမ်းဆီးနေတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းအမှားတွေကိုမဟုတ်မမှန်လှုံ့ဆော်ရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမအူပေမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတအုပ်ရဲ့ပြောကြားချက်အရပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရမှာသတ်မှတ်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီသာဆောင်ရွက်လျက်ရှိကြောင်းဒါအပြင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အများပြည်သူတည်ငြိမ်အေးချမ်းစွာလုပ်ကိုင်နေထိုင်နိုင်ရဲ့အတွက်လုံခြုံရေးအရာစစ်ဆေးခြင်းတွေအပါအဝင်အကြမ်းဖက်လုပ်ငန်းတွေမဖြစ်ပွားစေရေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးလုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ်အထင်မြင်လွဲမှားစေရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားတွေကိုရည်ရွယ်ချက်ရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။